အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ရဲ့လုံးဝတင် channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့ဖတ်ဖို့ရေးချယ်ထားတဲ့စာအုပ်ကလေးကတော့ကာတွန်းမောင်ဝနတမိန်ဘော့တော့စိန်ပလစ်တွေဂိမ်းဆိုတဲ့စာအုပ်လေးကိုဖတ်ပြမှာဖြစ်ပါတယ်ခင်ဗျာအားလုံးပဲလိုက်ပါခံစားနားဆင်ကြပါဦးကျွန်တော်တို့ရဲ့ channel လေးကိုလည်း subscribe လုပ်ပေးကြအောင်ခင်ဗျာပန်းပတော့ဆိုတာတနေ့မှတလားမှတရက်ထဲပွင့်နေပန်းမှုအတော့ကစီနေပြီအပြည့်တူတဲ့ပန်းဗျပရက်တွေဖူးဝေပြီမဲ့မူးကိုလည်းစောင့်နေရသေးမူးမရော်ရင်မပွင့်နိုင်ပြန်ဘူးဘေးကူညီရမှပွင့်နိုင်တဲ့ဂီလာနာပန်းကျုပ်ဘွားဟာလည်းပရက်ပန်းလိုပဲဗျမင်းသားဖြစ်ဖို့ဘေးကူညီလုံနေတဲ့ပန်းရာကြောက်စင်ပရက်ပန်းလေးတမိန်ဘောတော့ပါပဲဒီတော့ကုပီဒီယာကျုပ်ကိုခမရနမနဲ့ပေးစားလိုက်ပါလားတိန်စိန်ပလစ်တင်ဂိမ်းဇက်သမင်အဖွဲ့ကြီးသည်တောင်ရမျိုးစုံတနေရာတွင်စတင်ကပြပေးတော်မူဂိန်လေးရဲ့ပို့တဲ့မြစ်တာဂိမ်းပါစေတမိန်ဘောတော့တယောက်မှာမျက်နာတွင်မိတ်ကအဖွေးသားနှင့်ပွေးစည်းတစ်လျှောက်ဟိုမှသည်ခောက်တုတ်ခောက်ပြန်လန်တလားလျက်ရှိပြီးတော့သည်အေးစီစုပန်းရိုက်မျက်နာနဲ့ငတိကစမင်းသားစိန်ပလိတ်တိန်လားဟုတ်ပါဘူးကလကာဆွဲတယ်သူလေကလကာဆွဲတယ်မင်းကဘာဆိုင်လို့မိတ်ကက်တွေရဲ့တော့နေအောင်လူထားရတာတော့ဒီလိုလူထားမှလူတွေကကျုပ်ကိုဇက်ထဲကကောင်လေးဆိုပြီးကြည့်ကြမှာပေါ့ဗျဘောပါကွာကျုပ်မင်းသားတိတ်ဖြစ်ချင်တဲ့ကိုပီတရားကလည်းတိတ်ကချင်တယ်စိုင်းနေကြရင်ကချင်တယ်ဘုံတန်ကြားရင်ရွချင်တယ်မွေးကလေးကအမိဝမ်းတွေကဒစ်ကိုပြီးနဲ့ကပြီးထွက်လာတဲ့ကောင်မြတွတ်ဒီမှာကြည့်ကျုပ်ကပြမယ်တလေးကိုမြဝိုင်းလို့ချစ်ပါလားပစိုးကြည့်အောင်ကမယ်တန်းလက်ရွှေမင်းသားတုံချက်ဦးဘာရီတော့ရောင်စုံနှမရေပို့သူမြတာဝေအားလုံးစေယူโอเคချင်းအိုင်စီလာခဲ့ယူနဲ့အိုင်နဲ့တန်းရမယ်တန်းတိတ်မတန်းမနေနဲ့ပွဲစားတော့မယ်ကလကာဆွဲဖို့အသင့်ပြင်လာဟေ့မြို့တော်စိန်ပလိတ်တင်ကင်းအင်အားစုအမှုပညာသဘင်ကြီးစတင်ကပြပေးတော်မူဖြာတစ်ချက်ကိုငွေ100ပေး၍ကြည့်ကြတော့ရောင်စုံမမတို့ကလည်းရှေ့ဆုံးမှနေ၍စားတောက်နေကြပြီဂိမ်းချစ်စရာလေးဂိမ်းလေးထွက်တော့မယ်ခစ်ဒီမှာရှင့်တယ်မအက်စတန်ကြီးကဒီကဖျားဖို့ရောက်နေပြီရှင့်ဖဲပြီးပါ90ကျော်မမကြီးတို့ကလည်းတမျိုးဂိမ်းလေးကိုမလွတ်တမ်းကြည့်ဘူးအပြင်းမထွက်ရအောင် CO ပါတခါလေးယူခဲ့တယ်စိုင်းရဆူလူကထူနဲ့ဘူကနေအတန်ကလည်းတဖုံကြောက်ပါပြီဗျာဇမင်းသမီးထမိန်လဲနေသည်ဘူးဇဲယုံအပြင်ဘက်ကထရံပေါက်မှာချောင်းကြည့်နေကြတော့ကာလာသားတတိုက်ကလည်းတပါသားအပါဘာတွေ့လို့လဲဘာမှမတွေ့ဘူးမျက်စိကိုထရံစူးလို့ဟာဒီတဲ့ဆိုးဒီကမျိုးသမီးအိမ်သားတွင်မယောင်မလဲနဲ့ဟိုကြည့်ကြည့်နေကြတော့သူများကလည်းတစ်စက္ကန့်အဟိဒီနာကြီးတွေဤတို့အချိန်တွင်စိန်ပလိတ်တင်ကအင်အားစုမဟာသဘင်ကြီးစတင်ကပြလေပြီဂိမ်းလေးရဲ့ပို့တဲ့မြစ်တာရေဂိမ်းပါစေအိုးမကြီးဂိမ်းလေးကြီးဂိမ်းလေးသိလာတာပဲအဲ့ဒါလူလားမြောင်လာရင်လူပါတော့တီပါဘူးငါကမြောက်ကြီးမလို့စိန်ပလိတ်တင်ဂိမ်းမိတွေလင့်လို့ထိန်ဂိမ်းလေးထွက်တဲ့အချိန်အပြူနမအကိုအဘဂိမ်းကြပါစေဂိမ်းဇမင်းသားစိန်ပလိတ်တင်ဂိမ်းတယောက်ညောင်ရှုံးအောင်ကနေချင်းတွင်ကလကာနောက်တွင်ကျိုးဆွဲလီတမိန်ဘောတုတ်ကလည်းကလကာအကွယ်မှကွေးနေအောင်ကနေလေတော့သည်တန်ဟိုင်ကလကာကျိုးစာနဲ့တိုက်မိသွားပြီကလကာကြီးပြုတ်ကြပြီဟာဖြောင်းဂိမ်းလေးရဲ့ပို့တဲ့မြစ်တာဂိမ်းပါစေအောင်မလေးဗျာဂိမ်းငါကောင်းမှဘူးကြီးထွက်လာပြီပို့တော့နေကြောင်တီးပြီတော့မွေးမေလေးကဲဆိုသူပါခမဘူးထွက်အောင်မတော်တဆပါခမကျွန်မတမင်လောက်တာမဟုတ်ပါဘူးအိုးဆက်ဆရာရဲ့ကျွန်တော်ကိုတနာပါဟဲဒီမင်းသားဂျူးကအလွမ်းသိတ်ကောင်းတာပဲတနာလိုက်တာဟဲလွမ်းဆရာအဖြစ်လေးဖြစ်ကုန်ပြီအဟိဟေးတမင်ဘောတော့ဇက်စင်ရှိကထွက်ပြီးဘာလို့ငိုနေရတာလဲပြန်ဝင်ခဲ့ဝရင်ကြက်ကိုဆက်ဆရာကထထိုးလိမ့်မယ်ခမပြန်ဝင်ခဲ့ဝင်စဝင်ခဲ့ပါမယ်ခမကြည့်ပေကြည့်မဝင်နဲ့ဆိုရင်လည်းမဝင်မဘူးကြာဘေးကြပြီဒီလောက်တောင်ပြောမရတဲ့ကောင်သေပြီတော့ဒေါသမကြည့်ပါနဲ့ဇက်ဆရာရဲ့စိတ်ကိုထိမ့်မှဇက်ဆရာဆွဲပဲရစီဇက်ဆရာလွန်တော့မယ်ဇက်ဆရာမိအောင်ဖမ်းမှဇက်ဆရာရတယ်တော့ဇက်ဆရာဇက်ထွေလုံးဇက်စင်ပေါ်မှာခုန်ပေါက်နေကြပါလားဟိုက်ဇက်စင်အောက်ကခြေတိုင်းကြီးညှုတ်ကုန်ပြီကျိုးတော့မယ်ကျိုးပြီဟာဖြောင်းပြေးကြဇက်ယုံကြည့်ပါပြိုကြကုန်ပြီအမလေးတော့ဇက်ဆရာတမိန်ပေါ်သူဤကောင်းမှုကြောင့်စင်ပလိတ်တင်ကင်းဇက်တပင်ကြီးတစ်ခုလုံးဂိမ်းရတော့သည်ဂိမ်းလေးရဲ့ပို့တဲ့မြစ်တာကြီးတူ
ဟေ့ကောင်ပေါ့တော့နေအလုံးလို့ဇက်တစ်ဖွဲလုံးစေးုံရောက်ကုန်ကြပြီငါတို့လည်းအလုပ်ပြုတ်ပြီးထမင်းငတ်နေ မပူပါနဲ့ကိုပီတရားကျုပ်တို့ဟာအမှုပညာရှင်တွေပါထမင်းငတ်တာစမ်းသလားဗျအမှုပညာမနာထားစမ်းပါ အောင်မဲဘာအမှုပညာလဲဇက်စီယာကိုထိတ်ခွဲအောင်ကလကာဆွဲတာအမှုပညာလားမထားပါမယ်အရင်တာကြီးရဲ့ တူတူတူ တင်းတက်တက်တင်းကဲတော့ခွေ ဘာများလဲမှတ်တယ်ဟိုမှာတိကွိုင်းတစ်ခုဗျအစုံမပါဖြစ်နေတယ်ကျုပ်ရဲ့အမှုပညာဆိုင်ကိုဒီမှာဖော်ထုတ်ရမယ်လာသွားစို့ဒီလိုပြောကြရအောင်ပေါ်တော့တချင်းစုံမယ်ဒီလိုဟဲ့လိုက်မယ်ပွင့်ကန်ထွက်စီကွယ်ဝိုးစင်တွေလားဝိုးနံပြစီ ဒါနင်ဘာလုပ်တာလဲ အစုအကာလေးလီအဟိ ဒါအတူပါကွာ တီဘူးလေတီဝိုင်းနေနဲ့ဆိုတော့ဝင်ကြတာပေါ့ တီးဝိုင်းပေမဲ့ငါတို့တီးဝိုင်းကမတာပြီးဝိုင်းကွာ ဟိုက်တီပါဘူးကျုပ်ကစရီရှိုးမလို့အဟိ နေကြီးတော့စရိတ်ရှူရမှာလား ကြောက်ပါပြီဗျာရတယ်တော့ပြဲဒီမှာလာမပြဲနဲ့တော့မှသွားပြေမိုးရတယ်အထဲဟောဟဲအတူပါကိုစရီရှိုးနဲ့မှတ်ပြီးတချင်းသွားဆိုတော့ရတယ်ပေါ့ပြဲဒါကဝါသနာကိုဗျာဒီကမင်းသားလေဟဲအတော်ပဲခွိအဖေဥတုကြီးစေးမောင်ကိုထုတ်ရောင်းလို့စေးကုကွင်လိုင်စင်ပြုတ်ပြီးဇက်ထောင်လို့လုပ်နေတယ်မင်းသားလိုနေတာနဲ့အတော်ပဲတကယ်လားအကူပြစီကွယ်နော်လို့တက်မှာဒီတစ်ခါပဲအကခံရမှုသေးတယ်အဟိဟာ sorry မတောင်းမနဲ့ခွိကလည်းမင်းကလေးပြီးမြင်ကြီးချစ်မိနေပါပြီရှင်ကဲအဖေပေးတော့လေဟာကြာရှက်တယ်ကြာ3ရက်နဲ့3နာရီလောက်တော့စဉ်းစားရစီဗျာတို့ကိုပြန်မကြိုက်ရင်အဖေစမ်းမှာမင်းသားမခံဘူးဒါပဲကြည့်ဒါဆိုရင်ကြိတ်ပါတယ်ဗျာချစ်ပါတယ်ဗျာမင်းသားတော့ခါမှာပြူကြီးပွားတယ်ကြည့်ပြီးဟဲယောက်ျားရတော့မယ်ဟေးယောက်ျားရတော့မယ်အောင်မလေးကြာအပီးရအပားရဒါနဲ့သူ့နာမည်ကဘာလဲကိုယူမေယောက်ျားနာမည်ကိုခုမှမေးရတာလားကလေးတရာစီရမှမေးပါလားဟုတ်ကွယ်အပြူကြီးကကြိုက်နေရင်တင်မောသားကားလို့တားမြန်မောက်တက်တယ်ဆိုတာသိရတာနဲ့သူများကသူမင်းသားလီကိုပေါ်တော့မင်းသားတမိန်ပေါ်တော့ကိုပေါ်တော့ဘောဒီလာငါလည်းညလာငါလည်းအဲစဒိုရှင်ကွန်းကြီးယောက်ျားဟိဆက်လိုက်တာနော်ဟိသူပြတာမင်းသားဖြစ်ရင်လက်ရှိမင်းသားတွေထမင်းငက်ပြီးစံပြုတ်တောင်းနိုင်ပွဲပါပဲခိ အပါပါတမိန်ပေါ့တို့တို့များကောင်းစားနေလိုက်တာနော်ဟိ ဂွီတော့ ပေါ့တို့ရေမင်းသားဖြစ်ရင်ငါ့ကိုဇက်ထဲမှာဝင်ကြီးတနေရာခန့်ပါကွာ ကုပီရီလာပြီခမရကိုကျုပ်ဆက်ထဲမှာဝင်းကြီးမဟုတ်ပါဘူးရှင်းပြီးအခန်းခက်မယ်ဗျာသာဓုကဲလာပြီတမင်ဘတ်သူရဲ့ great မဟာဇက်တမင်ကြီးတီထောင်မှုအတွက်ဂွီအဖေစီးစရာပြုတ်ဥတုကြီးစီတွားကြစို့လာပါတကယ်ကြီးရေဥတုကြီးစီတွားကြစို့လေအားကြဟေးရခမကြီးစီတွားကြပါစို့လေ ဘောမတူဘူးဟဲ့လုံးဝသဘောမတူဘူး ဘာလို့သဘောမတူတာလဲဖေဖေ ငါသမီးကိုလက်ထပ်ဖို့ကိုသဘောတူပါလေ ဒါဆိုဘာလို့သဘောမတူတာလဲ ဘောတို့ကိုမင်းသားခန့်ဖို့ဟိုက်ခုစုဇမင်းသားညီကို3ယောက်ကိုဇက်ကဖို့ငှားတော်ပြီးပြီဟိုက် တစိမ့်တွေငါရင်ငွေကုန်မှာပေါ့ဗျပို့တို့ကတားတမဲ့ပဲဟာစဉ်းစားပါဦး ငွေမကုန်ရတဲ့နည်းနဲ့ငါကငှားလာတာကွာ ဗျာဘလို့ ဒီလိုလေဇမင်းသား3ယောက်ရဲ့အမေမုတ်ဆုံးမကြီးကိုငါကခိုးပြေလာလို့ဟေးမပိုင်ဘူးလား ဟိုက် ဤတို့ဖြင့်မဟာအကျံတော်ကြီးဖြင့်မိမယူလိုက်တော့ကျွန်ုပ်တို့၏ဇက်လိုက်စီရောတမိန်ဘောတို့သည်ရောက်ခမကြီးတီထောင်သောတုတ်ကြီးမဟာဇက်တပေကြီးတွင်အရေးပါအရာရောက်သောအလုပ်ကြီးတစ်ခုကိုရရှိခဲ့လေတော့တည်းတမိန်ဘောတို့ကလကာဆွဲတော်ဟေးဤဒီကယူသားစာကျူးစားတော်လဲမအောင်မြင်သဖြင့်ဖြက်လန်းကဖြတ်တဲ့အခါမှရှိရင်ဘဝသို့ပြန်ရောက်ရရှာသောလူတစ်ယောက်၏အကြောင်းပင်သည်အာဇေယတုမင်္ဂလာကပ်တော်မဝနာ ဟုတ်ကဲ့ခင်ဗျာတမိန်ပို့သူဆိုတဲ့စာအုပ်ကလေးကိုကျွန်တော်စမ်းပြီးဖတ်ကြည့်ရပါတော့အဆင်မပြေတာလေးများရှိရင်ကွန်မန့်မှာဝင်ပြီးဆွေးနွေးနေပါတယ်ခင်ဗျာအားလုံးပဲနေကောင်းကြမှာကြပါစေခင်ဗျာ